အသက်ရှူရက်မတက်ရင်ခုန်ရမဲ့ရေအောက်ရှင်တန်ခြင်းအမျိုးသမီးတစ်ယောက်ဟာသူ့ကိုလိုက်လံရှာဖွေနေတဲ့ကျူးကျော်သူစီကနေအသေးအတန်လွတ်မြောက်အောင်ကြိုးစားနေပါတယ်စဉ်းစားဖို့အချိန်တောင်မရှိတော့တဲ့နောက်ဆုံးမှာတော့သူမဟာရေထဲကိုခုန်ချလိုက်ပြီးရေပေါ်မှာပေါ်နေတဲ့တစ်သားပြားတစ်ခုအောက်မှာပုန်းနေလိုက်ပါတယ်ကျူးကျော်သူဟာသူမရှိတဲ့တစ်သားပြားရဲ့အပေါ်တက်တဲ့မှာလာရက်လိုက်တဲ့အချိန်မှာတော့သူမရဲ့ရင်ခုန်တန်ဟာရက်တန့်သွားမတတ်ပါပဲလက်မအနေငယ်လောက်ပဲကွာတော့တဲ့အချိန်လေးမှာသူမဟာတဖြည်းဖြည်းနဲ့အသာလေးနောက်ဆုတ်သွားပါတယ်ဒါပေမဲ့ကျူးကျော်သူကတခုခုမားနေတယ်ဆိုတာကိုရိပ်မိသွားပြီးသူမပုန်းနေတဲ့နေရာကိုတဖြည်းဖြည်းတိုးကပ်လာပါတော့တယ်သူမျက်စိအောက်ကလွတ်အောင်သူမဟာရေအောက်ထဲကိုအရှိန်နဲ့ငုတ်ရှူးဆင်းသွားပါတယ်ရေအောက်ခြေကိုရောက်သွားတဲ့အခါအပေါ်ကိုပြန်ပုံမလာအောင်အနားမှာရှိတဲ့ကျိုးထူကြီးတစ်ချောင်းကိုသူမရဲ့ခြေထောက်တွေနဲ့ရစ်ပတ်ပြီးဆွဲထားလိုက်ပါတယ်အပေါ်မှာရှိတဲ့ကျူးကျော်သူကလည်းအလွယ်တကူထွက်မသွားပဲဆွဲကောင်းကောင်းနဲ့စောင့်ကြည့်နေပါတယ်ရေအောက်မှာတစ်စက္ကန့်ချင်းစီကုန်းဆုံးသွားတာဟာသူမအတွက်တော့တကဘာစာလောက်ကြာနေတယ်လို့ပါပဲအဆုတ်ထဲမှာလည်းအောက်ဆီဂျင်ကတဖြည်းဖြည်းနည်းလာပါပြီနောက်ဆုံးမှာတော့ကျူးကျော်သူဟာဘာမှမတွေ့တာကြောင့်ထွက်သွားခဲ့ပါတယ်ဒါကိုမြင်လိုက်ရတဲ့သူမဟာပေါ်ကိုအမြန်ဆုံးပြန်တက်ဖို့ကြိုးစားလိုက်ပေမဲ့သူမခြေထောက်မှာရစ်ပတ်ထားတဲ့ကျိုးကရုံးလေလေတင်းကျပ်လေလာဖြစ်လာပါတော့တယ်